resin jewelry တစ်ခုဖြစ်လာဖို့အတွက်ပေါ့နော်လုပ်ရတဲ့ process ကိုအကြံဖြင့်ပြောပြပေးပါမယ်နော်ဆိုတော့ပထမဆုံးအဆင့်အနေနဲ့ဘာလို့ရလဲဆိုတော့ design စဉ်းစားရတယ်ပေါ့နော်ဆိုတော့ design စဉ်းစားတဲ့အချိန်မှာဒီသုံးမဲ့မို့ပေါ့နော်ဒီဘာပုံစံလုပ်မယ်သူနဲ့တစ်ဆက်သေးပေါ့နော်မို့ရွေးပြီးဆိုတဲ့အချိန်မှာဘာရောင်လေးလုပ်မလဲပေါ့နော်အရောင်ထပ်ရွေးတယ်ပေါ့အရောင်ရွေးပြီးတဲ့အချိန်မှာတခါဒီဘာထည့်ပြီးလုပ်မလဲပေါ့glitter ထည့်မလားသို့မဟုတ်ပန်းပွင့်ထည့်မလားတခုခုပေါ့နော်ဆိုတော့ဒါကdesign အဆင့်ပေါ့နော်နောက်ဒုတိယအဆင့်မှာဘာလို့ရလဲဆိုတော့ resin ဆက်တယ်ပေါ့နော် resin ကိုအချိုးမှန်ဆက်မယ်ပြီးရင်ကိုသုံးမဲ့အရောင်နောက်သုံးမဲ့ထည့်မဲ့ပစ္စည်းလေးပေါ့နော်ဒါကို ready လုပ်ထားမယ်ပြီးတဲ့အခါမှာဒီ resin ကိုဟလာအရောင်နဲ့ရောတာပဲဖြစ်ဖြစ်glitter နဲ့ရောတာပဲဖြစ်ဖြစ်ရောတာလုပ်မယ်ပြီးလို့ရှိရင်သုံးမပန်းပွင့်ပညာထည့်မယ်ပေါ့နော်ဆိုလို့ရှိရင်လည်းပန်းပွင့်ထည့်မယ်ပြီး resin လောင်းမယ်ပေါ့နော်ဒါကဒုတိယအဆင့်ပါတတိယအဆင့်ကကျတော့အချောက်ခံတာပေါ့နော်ဆိုတော့ပုံမှန်ဒီ epoxy resin ဆိုလို့ရှိရင်သူက24နာရီစောင့်ရတယ်24နာရီပြီးတော့မှဒီ resin ကလုံးဝသူ cure ဖြစ်တယ်ပေါ့နော်လုံးဝခြောက်သွားတယ်ပေါ့နော်ဒါကဟို epoxy resin ပေါ့နော်မဟုတ်လို့ကို UV resin နဲ့သုံးတယ်ဆိုလို့ရှိရင်UV resin အတွက်ဟလာ UV lamp တို့ပါလို့လိုမယ်ပေါ့နော်ဒါမျိုးတွေသုံးပြီးတော့ခြောက်ခံမယ်ပေါ့ဆိုတော့နံပါတ်၄အဆင့်ပေါ့နော်သတို့ထားအဆင့်resin ခြောက်သွားပြီးဟလာဆိုလို့ရှိရင်ဘာလုပ်ရမလဲဆိုတော့သူမိုတဲကနေခွာရတယ်ပေါ့နော်resin ကိုလောက်ထားတဲ့ဟာကိုမိုတဲကနေခွာမယ်ပြီးလို့ရှိရင်ဟလာကို jewelry လုပ်တယ်ပေါ့နော် jewelry လုပ်တယ်ဆိုလို့ရှိရင်ဒီနကဂျိတ်ကလေးတွေ queen ကလေးတွေဒီဟာနဲ့ကို connect လုပ်ရတယ်ပေါ့နော်အဲ့တော့မှဒီနကကလေးတိတ်ချင်ဖြစ်လာတယ်ပေါ့နော်ဆိုတော့ဒါကတော့ဒီ resin jewelry လုပ်တဲ့ချိန်မှာလိုအပ်တဲ့အဆင့်တွေပေါ့နော်ဆိုတော့ဒါပေမဲ့ design ပုံမူတွေပေါ့နော်တချို့ design တွေဆိုလို့ရှိရင်ဒီ resin လောင်းတဲ့အဆင့်မှာပေါ့နော်တခါတည်းလောင်းလို့မပြီးဘူးပေါ့တခါလောင်းခြောက်သွားတဲ့အချိန်မှာတခါနောက်တစ်ဖက်ထပ်လောင်းပေါ့နော်အဲ့လိုမျိုးဒီကိုလုပ်တဲ့ resin jewelry ရဲ့ design ပုံမူတည်ရပေါ့နော်ဆိုတော့ဒါပေမဲ့အကြမ်းမြင်အပြင်ကတော့ခုနအမပြောတဲ့အဆင့်၄ဆင့်လိုပါတယ်နော်